Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ get and ready with me အခု makeup ဖြတ်မျက်နှာမတက်ခင်ပေါ့နော်တတိယအောင်လို့ငငယ်တော့အကြောင်းအရာလေးတစ်ခုအဲ့ဘာလဲဆိုတော့ငငယ်တော့ကမနဲ့မိုးလဲနေဆိုရင်မျက်နှာတက်သွားတိုင်းမလုတ်ခင်ကျမအမေကကျမကိုစိုးခိုင်းတဲ့ကြပြာလားဘာလားမသိဘူးရှိတယ်ကွာကျမအမေစိုးခိုင်းတာလားကိုယ့်ကိုစိုးချင်လို့ဆိုတာလားတော့မှတ်မိပေါ့နော်ဒါပေမဲ့အခုချိန်ထိခေါင်းထဲမှာရှိတာတော့မမေကငါ့ကိုမျက်နှာမတက်ခင်သွားမတိုက်ခင်စိုးခိုင်းတဲ့ကြပြာ It's a bit weird I knowငငယ်တော့လေအဲ့လိုမျက်နှာတက်ဖို့ဘေးစင်လည်းမမီဘူးအဲ့လိုခုံအပုလေးနဲ့အဲ့လိုမတက်ခင်အဲ့လိုမတက်လေးရက်ပြီးတော့ဆိုရတာပေါ့နော်ယောဂခတ်သိမ်းရှောင်းခွာတင်းကင်းချင်းလိုချမ်းသာဥစ္စာဒနာပေါ်ကျွယ်ဝထွန်းပဉဏ်ပညာအဓိကဒါပြောရတာကျွန်မအဲ့ကပြောင်ကိုမှတ်မိတော့လို့တဝက်တစ်ပြက်ပဲမှတ်မိတော့လို့အမှတ်မိတဲ့သူရှိလို့ရှိရင်ပြောပြကြပါလို့အဲ့ဒါလေးမေးချင်လို့ပါနောက်ထပ်တော့အဲ့ကြပြထင်တယ်နော်ဖတ်စာကိုခဲ့ရလားမသိပါဘူးစာမှတ်မိအောင်ဆိုခိုင်းတာထင်တယ်အခုဆိုတော့စပြီးတော့ရုပ်ဆိုးတော့မှဖြစ်ပါတယ်makeup ဖြတ်ပါမယ်လိုက်ကြည့်ကြပါဦးရှင် by the way ကျွန်မဒီဟာလေးလေတော်တော်များများဒီမှာတော်တော်များများမြင်ဘူးကြမယ်ထင်တယ်ဒီဒီဇိတ်လေးပေါ့နော် shop တွေတော်တော်များများမှလည်း in stock ရတယ်။အဲ့ဒါတစ်စေးလေးကျွန်မဟို10တန်းတော့ကကျွန်မတကယ်ချင်းသုံးတာတွေ့ဘူးတယ်။အခုမှလာတော့သုံးကြည့်တာပေါ့နော်။တော်တော်အဆင်ပြေတယ်သိလား။ Vitamin facial wash အသားရည်ကိုချောမွေ့တောက်ပစေတယ်။အမာရွတ်တွေကိုမှိမ့်မိန်စေတယ်။အမဲဆက်တွေကိုမှိမ့်မိန်စေတယ်ဒီမှာပေါ့နော်။ Vitamin E, C, B3, A, B6, B5 အကုန်အစုံပါပါတယ်။ဒါတော့ပို့ထိုင်တခြားဟာလေးလည်းရှိရပေါ့နော်။သူကတော့ oily skin အတွက်တွေပါတယ်။ဒါလေးကတော့အခုကျွန်မသုံးနေတဲ့ဟာလေးပေါ့နော်။ဆိုတော့ Lara makeup remove လေးလုပ်နေတဲ့ Acnexa products လေးတစ်ခုချင်းစီအကြောင်းလေးသိချပေးပြမယ်။ချီအောင်ဘူးလေးကတော့ Acnex White Control Cleanser လေးပါဒီကတော့အစီပြန်တဲ့အသားရည်အတွက်ပါ gel type လေးဖြစ်ပြီးတော့အစီတွေကိုဖယ်ရှားပေးပြီးချွေးပေါက်လေးကျင်းစေတယ်အစီတွေဖုံနေနဲ့ရောပြီးတော့ဝက်ချံပေါက်တက်ကြတာဆိုတော့လေဒီသူ ingredients လေးတွေကအညစ်အကြေးနဲ့ဖုံဖုံတွေတေချာလေးဖယ်ရှားပေးပြီးတော့အစီပြန်အောင်လည်းထိမ့်ပေးတယ်သားရည်အဆူရက်ကိုလည်းထိမ့်ညှိပေးပါတယ်ဖြူအောင်လေးကတော့ Acnex Creamy Wash သက်ဆက်တဲ့နှစ်ကနေ20ကြာပုံမှန်ကြုံတွေ့နေရတဲ့ဝက်ချံပြဿနာတွေအတွက်ပါဝက်ချံနဲ့ချွေးပေါက်အတွင်းထဲမှာရှိတဲ့အစီဘိုးတွေစောက်တဲ့နဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးမယ်အားလုံးသိပြီးသားဖြစ်တဲ့ salicylic acid ပါတယ် niacinamide နဲ့ zinc gluconate လည်းပါတဲ့အတွက်ကြောင့် bacteria တွေတေးစေပြီးအမဲဆက်မာရွတ်တွေကိုလည်းတက်တာစေတယ်ပေါ့နော်ဝက်ချံသမားတွေအတွက်မလုံးဝမရှိမဖြစ်ဆောင်ထားတဲ့ Acnex က de-sealing jelly black heads white heads သမားတွေရောအမဲဆက်တွေအမာရွတ်တွေကိုတက်တာစေတယ်ဝက်ချံဖြစ်စေတဲ့ P. acne ဆိုတဲ့ bacteria တွေကိုသူကတားဆီးပေးပြီးတော့ပိုးမွားတွေကိုလည်းတေးစေနိုင်ပါတယ်အဲ့တော့ဝက်ချံအမာရွတ် black heads white heads တွေပေါ်မှာတို့ပေးရတဲ့ gel လေးပေါ့နော် gel လေးဆိုလည်းသူ့ရဲ့ခုန salicylic acid မျက်နှာသစ်ဆေးလေးနဲ့တွဲပြီးသုံးမယ်ဆိုရင်လုံးဝ perfect ပဲအဲ့တော့ဝက်ချံတော်ရုံမပေါက်တတ်တဲ့ genetic မျိုးဆိုတော့လေဝက်ချံပြဿနာရှိတဲ့အမောင်လေးညီမလေးတို့အရန်ကိုချင်းစားပါတယ်ဒီကဲဒါလေးကတော့ကျွန်မသုံးနေတဲ့ vitamin cleanser လေးပါဟိုဟာလေးလက်ရှိလည်းသုံးနေရဆိုတော့သူ့အနံ့လေးကလည်းတင်းတင်းလေးအနံ့ပြင်းပြင်းမဟုတ်ပေါ့နော်ခုနကပြောခဲ့သလိုပဲ vitamins တွေအများကြီးပါတဲ့အတွက်ကြောင့်မျက်နှာကိုသူက overall လိုအပ်တဲ့ vitamins တွေကိုအဲ့လိုထိန်းညှိပေးတယ်ဖြည့်ပေးတဲ့အတွက်ကြောင့်မာရွတ်မဲဆက်တွေကိုလည်းမှိမ့်မိန်စေမယ်အသားရည်လေးကိုဆူဆူပြပြဝန်းဝန်းလေးနဲ့ရေထဲပြေဝစေမယ်အိုမင်းရင်ရောတာကိုလည်းကာကွယ်ပေးမယ်အစုံပေါ့နော်စီပြန်တာကို short ချမယ်ဝက်ချံဖြစ်တာကိုကာကွယ်ပေးမယ်ထွေးပေါက်လေးတွေကျင်းစေမယ်ဒေါ်လာတို့မျက်နှာအသားရည်ကိုညွညွညစ်ညစ်ကြီးဖြစ်စေတဲ့ melanin ဆိုတဲ့ဓာတ်ကိုသူက short ချပေးတဲ့အတွက်မှန်သုံးပေးမယ်ဆိုရင်အသားရည်လေးကိုဖြူဖြူဝန်းဝန်းလေးဖြစ်စေတာပေါ့နော်ဘယ် brand ဘယ် products မှာတော့တရက်နှစ်ရက်သုံးတာနဲ့မသိတာပါဘူးရှင် skin care ဆိုတာကိုတက်နိုင်တဲ့ဘက်ကနေအပေါ်ရန် take care လုပ်တာဖြစ်တယ်ကိုအသားရည်လေးကြည်လင်ပြီးကောင်းမွန်နေဖို့ဆိုတာလေကိုနေစဉ်ဘဝနေထိုင်စားသောက်ပုံတွေနဲ့လည်းအများကြီးဆိုင်ပါတယ်ဒီ facial wash လေးကိုလာတော့ကြိုက်တာလေအသားရည်ကို6ကက်ကြီးလုံးဝမဖြစ်သွားစေဘူးသက်ပြီးတာနဲ့လေအဲ့လိုအညစ်အကြေးလေးတွေကုံစင်အောင်ပါသွားပြီးတော့အသားရည်လေးကဆူဆူလေးနဲ့ရေဓာတ်ပြေဝသွားတယ်လို့ခံစားရတယ်ပေါ့နော်တကယ်သက်ပြီးတာနဲ့လည်းချောလေးဖြစ်နေရပေါ့နော်ရုပ်ကလေးချောလို့လာတော့မသိဘူးစားနော်ဒီလာဒီ Acnexa vitamin cream လေးကိုတခါတည်းတွဲသုံးမယ်ဒီ Acnexa products တွေအကုန်လုံးဝက်ချံသမားတွေအကုန်သုံးလို့ရတယ်နော်ကို skin problems ပေါ်မူတည်ပြီးတော့ပါဝင်တဲ့ ingredients ပေါ်မူတည်ပြီးတော့ချာလေးရွေးပြီးတော့သုံးလို့ရပါတယ်သူ့ထဲမှာလာခုနတက်တဲ့ vitamin မျက်နှာသစ်ဆေးလိုပဲဝက်ချံဖြစ်ပြီးနောက်မှာအသားရည်အတွက်လိုအပ်တဲ့ vitamin 6မျိုးဖြစ်တဲ့ vitamin A, E, C, B3, B5, B6 တို့ပါဝင်တဲ့အတွက်ကြောင့်အသားရည်ညစ်ညစ်ကြီးဖြစ်နေတာမကြည်မလင်ဖြစ်တာမဲဆက်အမာရွတ်တွေမဆူမပြေဖြစ်တာစီပြန်တာချွေးပေါက်ကျတာအကုန်လုံးပေါ့နော်ကောင်းမွန်စေတဲ့ overall သူ့ရဲ့ texture လေးကလာတော့အဆင်ပြေတယ် gel type လောက်ကြီးအရင်ကြဲကြဲကြီးတော့မဟုတ်ဘူး cream type ဆိုပေမဲ့လည်းအရင် thick ဖြစ်နေတာမျိုးလည်းမဟုတ်ပြန်ဘူးလိမ့်လို့ရှင်အဲ့လိုပူပူကြီးမဖြစ်ဘဲနဲ့ပေါ့ပါရှိပါတယ် price ရလည်းတော်တော်လေးကိုသုံးပြောတဲ့ products လေးတွေပါကျွန်မကတော့ဒီနေ့ဒီ vitamin facial လေးသုံးတာပြန်ဝက်ချံသမားတွေအတွက်ဒီနှစ်ခုသုံးလို့ရတယ်အသားရည်နဲ့ကိုက်ညီတဲ့ဟာလေးတေချာလေးရွေးပြီးသုံးကြနော်အဲ့တော့အားလုံးပဲအရန်ကိုစိုးပြေလှပကောင်းမွန်သောအသားရည်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်